သုံးမိနစ်တိလာနေတယ်ခဏဆောင်ဟိုခဏလေးမအားလာဘူးအင်ဒိုစီတီသွားမယ်ဘယ်လောက်ကြာမလဲ နောက်ကြီးနေဘလို့နိုင်ပါလဲသားဘယ်ဘာအားနာအမရလည်းမစီးဘူးဗျာဘာတော့မသိဘူးငါခဏကဘယ်လောက်ကြီးရကြာနေနိုင်မမလားပါညာနဲ့ဟိုလမ်းလျှောက်သွားလဲရတယ်ဟိုကရောက်ပြီဗျာအင်ဒိုစီတီမှာဟော့ဘော့စားမယ်ဆွဲမယ်ဗျာမလေးလန့်တာကွာမင်းတို့ကလည်းညောင်းနေကွာရေဆက်လိုက်ရတစ်ဆက်ကိုတောင်း3000နော်ဟုတ်ကဲ့ဗျအဲ့တော့တယောက်ဝါပါမလားတယောက်စားသူပုံမှန်လူဆိုတော့ဝါရတာကိုဆိုတော့မဝါဘူးဗျာဒီကားဆိုတော့မဝါလောက်ဘူးနော်ဟုတ်အမဲချက်မဲလွာတစ်ဆက်နဲ့3ထက်သားလွာတစ်ဆက်ပေးလိုက်ဟုတ်ကဲ့တိုဒီမုတ်ဆာအသားလွာတွေတို့ကြက်ဥကြောင်းတွေခောက်ဆွဲအကုန်ချရှိရအကုန်ချလိုက်နော်ကြားတဲ့လောက်ရှင်းမယ်မာလာရှန်ကောပွဲကြီးစီဖူးနဲ့ပေးလိုက်အဲ့ဒါပဲနော်ဟုတ်ကဲ့ဗျာမာလာရှန်ကောစီဖူးနဲ့ရင်ဆွဲလိုက်ပဲမာလာရှန်ကောကိုလာလေးတိုက်တယ်အိုးရှေ့ဗျာဒီဆော့ကရှေ့ချိုက်တယ်မြေပဲဆော့လာမသိဘူးအောက်3000နဲ့ဆက်ကိုပြုတ်ပြမယ်တအိုးအပြည့်ရတယ်သွားဒီအိမ်ထဲလို့ရမှာမလားဒီကနေဟိုမာစတာရှက်အမကြီးကငေါ့နေအောင်မယ်ကဲ3000နဲ့ဟိုလေးတော့အမေသားဆက်ထင်တယ်လုံးနဲ့သားအသားတော့လည်းမပါဘူးထူတယ်ညုံသားလားချက်စင်လားတီးဘူးကစားလိုက်မာလာလေးကိုခြေဘိုးရတယ်မာလာနဲ့လိုက်တယ်မာလာလေးထည့်လိုက်တုံရဲလေးကိုချက်မဲထည့်မဲသားရယ်ဒါကပီသေးငါဒါကခရုဒီကောင်ကခြေဘိုးရယ်ဒီကောင်ကဝက်မြင့်ဟောချက်မိုးလားဝက်မိုးလားမသိဘူးနော်တုံရဲနဲ့မာလာနဲ့နှစ်မျိုးမာလာနဲ့တုံရဲနဲ့ရောကွာမြေပဲဆော့လေးနဲ့မြေပဲဆော့ဒီဘဝဲကိုဒီဘဝဲဆော့နဲ့ဆက်တော့မကုန်တော့ဘူးကွာပြန်အဲ့လိုရမလားမသိဘူးပြင်မေးကြည့်ပါဦးရောပြန်အဲ့လိုရလားဟော့ပေါ့ထိုင်းမှာအင်ဒိုစီးတီးထဲမှာဖွင့်ထားလို့ဈေးကြီးရမထင်နေဗျတကယ်ဘတ်ဂျက်ဆိုင်လေးမှာအရသာကောင်းနဲ့တက်ချင်းလေးစားမှာဖြစ်ပါတယ်သူဟော့ပေါ့အရေရောမာလာရှန်ကောအစတကယ်ကောင်းတာပါမယုံရင်စားကြည့်ဗျာ